ဒီကနေ့ပြည်သက်တရအတွက်တင်ဆက်ပေးဖို့ရွှေ့ချယ်ထားတဲ့သတင်းကြောင်းရာတွေကတော့မိုးညင်းမြို့တွင်ဒလန်လို့ရှုဆသူ2ဦးတနက်နဲ့ပြစ်သက်ခံရဆိုတဲ့သတင်းနဲ့အတူနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ပြည်သက်တရကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်တော့ subscribe ပြုလုပ်ပြီးတော့ဗီဒီယိုတစ်တင်လာသိရှိစနိုင်ဖို့ပြီးနောက်က notification လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်။ဒါဆိုရင်တော့ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကြောင်းရာလေးကိုစတင်လိုက်ရအောင်။ကချင်ပြည်နယ်မိုးညင်းမြို့နယ်မော်ဟန်ကျေးရွာနယ်တောင်စိမ်းမော်တွင်စစ်ကောင်စီကိုသတင်းပေးနေရလို့ဒလန်လို့ရှုဆသူ2ဦးကိုမေလ9ရက်နေ့ညပိုင်းကတနက်နဲ့ပြစ်တက်ခဲ့ကြောင်းဒေသခံတွေကပြောပါရယ်။မော်ဟန်ကျေးရွာဘူရာစုရက်ကွက်နေဦးတင်စောယူဆိုသူနဲ့တောင်စိမ်းမော်မှာရှိတဲ့အမျိုးသား2ဦးပြစ်တက်ခံရတာဖြစ်ပြီးတော့၎င်းတို့ကိုစစ်ကောင်စီသတင်းပေးဒလန်များဖြစ်တယ်လို့ဒေသခံများစုကပြောဆိုထားဖြစ်ပါတယ်။မေလ9ရက်နေ့ည9:00နာရီခန့်မှာဆိုရင်တော့အယောက်ဝက်နဲ့လူ2ဦးသည်ဦးတင်စောယူရဲ့နေအတွင်းကိုဝင်ရောက်လာပြီးတော့တနက်နဲ့အနီးကပ်ပြတ်တက်သွားခြင်းဖြစ်တယ်လို့အမည်မဖော်လို့သူဒေသခံတအုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။ပြစ်ပြီးတော့အေးဆေးပဲထွက်သွားတယ်ဒီအတိုင်းပဲထွက်သွားတာပါထွက်ပြေးသွားတာတော့မဟုတ်ပါဘူးအေးဆေးပဲပြစ်ပြီးထွက်သွားတာပါလို့အဆိုပါဒေသခံကပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။ဦးတင်စောယူသည်ရခိုင်ကဆယ်မှုလုပ်ခဲ့မှုသူဖြစ်ပြီးတော့စစ်ကောင်စီကိုသတင်းပေးနေရလို့လဲရက်ကွက်အတွင်းထိုင်တဲ့သူတွေကဆွဆွဲထားပါတယ်။အလားတူမိုင်းနှင်းငယ်ဝေးတဲ့ကြောက်စိမ်းထွက်ရှိရာတောင်စိမ်းပေါ်မှာဆွင်လဲဒလန်လို့ရှူစားရတဲ့အမျိုးသားတအုပ်ကိုပြစ်တက်ပြီးတော့ပြစ်တက်ခံရသူအမည်အသက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းမြင်းချံလေသစ်ရွာမှဒလန်လို့ဆွဆွဲခံရသူရဲ့အိမ်တွင်ဘုံပေါက်ခဲ့ပြီးတော့ထိုရွာသို့သွားခဲ့တဲ့စစ်သားများကဆဲကျော်သက်အမျိုးသားတအုပ်ကိုပြစ်တက်က၎င်းရဲ့အဖိုးအပါဝင်9ဦးကိုဖမ်းဆီးသွားကြောင်းကိုလည်းသိရှိရပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်ကအာဏာသိမ်းပြီးတလကြာမှဆိုရင်တော့မတ်လကစတင်ပြီးကချင်ပြည်နယ်မြို့နယ်အချို့မှာစစ်ကောင်စီတပ်တွေနဲ့ကချင်လူမျိုးရေးတပ်မတော် KIA တို့အကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့စစ်ကောင်စီကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေလည်းဆက်လက်အားကောင်းနေစေလည်းဖြစ်ပါရရှင်။ပရိသတ်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာနာသိန်းအကြမ်းဖက်လူသက်စစ်ကောင်စီမှအလော်ဘန်ဘက်တွင်စစ်ရအစမတန်တိုးချက်နေဆွဲသတင်းကိုတင်ဆက်ပေးကြပါရရှင်။ကချင်ပြည်နယ်ဗမော်ခရိုင်မိုးမောက်မြို့နယ်အလော်ဘန်တောင်ဘက်မှာအာနာသိန်းအကြမ်းဖက်လူသက်စစ်ကောင်စီကစစ်ရအစမတန်တိုးချက်နေကြောင်းသတင်းရရှိပါရရှင်။အလော်ဘန်ဘက်မှာစစ်ရပြန်လည်တိုးချက်နေကြပါရယ်။စစ်ကောင်စီဘက်ကဓမ္မ5588တွေဒီနေ့ကလေးကစစ်ရတိုးချက်နေကြတာပါ။စစ်ရက200လောက်ရှိပါပြီ။တာဝါတိုင်းကိုသိမ်းပြီးဆိုတော့အလော်ဘန်ကိုပြန်တိုက်ဖို့လုပ်နေကြတာပါတိုက်ပွဲဖြစ်လာနိုင်ခြေတော့ရှိပါတယ်လို့တာကန်တအုပ်ကပြောကြားခဲ့ပါတယ်အကြံဖတ်စစ်ကောင်စီအနေနဲ့အခုဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ရအလုံးရှင်းတာမကလေကြောင်းနဲ့လည်းအသုံးပြုတိုက်ခိုက်နေရဖြစ်ပါတယ်ကချင်လူမျိုးရေးတပ်မတော် KIA ကမတ်လ25ရက်နေ့ကအလော်ဘန်တောင်စခန်းကိုထိုးစစ်ဆင်ပြီးသိမ်းပိုက်ရယူခဲ့ထားတာကြောင့်စစ်ကောင်စီတပ်ကပြန်လည်ရရောက်ဖို့အတွက်စစ်ရာတိုးချက်ပြင်ဆင်နေရဖြစ်တယ်လို့လည်းတာကန်တွေကသုံးသပ်ကြပါဗျ။အကြမ်းဖက်စစ်ကောင်စီကနေကျလတာမေလအပြစ်ရစဲကြောင်းထုတ်ပြန်ခဲ့ပေမဲ့လည်း KIA ထိန်းချုပ်နယ်မြေများမှာလက်ရှိအချိန်ထိကိုတိုက်ပွဲတွေပြင်းထန်နေဆဲလည်းဖြစ်ပါရဲ့ရှင်။ပရိသတ်ရဲ့အတွက်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်ကိုလူကိုယ်တိုင်ရုံထုတ်စစ်ဆေးတော်မူဆွဲသတင်းကိုတင်ဆက်ပေးကြပါရရှင်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့အမှုတွေကိုအွန်လိုင်းကမဟုတ်တော့ဘဲနဲ့လူကိုယ်တိုင်ရုံထုတ်စစ်ဆေးတော်မှာဖြစ်ကြောင်းလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှင်နေထံကသိရှိရပါရရှင်။မေလ10ရက်နေ့ရုံးချင်းအတွက်နေပြည်တော်စပူတီရီမြို့နယ်တရားရုံးမှာဒေါ်ဆန်းစုကြည်ကိုဗီဒီယိုကွန်ဖရင့်နဲ့ရုံထုတ်ခဲ့ပြီးနောက်လာမယ့်ရုံးချင်းကစတင်ပြီးတော့လူကိုယ်တိုင်ရုံထုတ်စစ်ဆေးဖို့အတွက်အမိန့်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။အခုပုံစံအရာကကွန်ဖရင့်နဲ့မဟုတ်တော့ဘဲနဲ့တီးတန့်တရားမှာတရားခွင်ပုံစံအတိုင်းပဲရှုံးထုတ်မှာဖြစ်တယ်လို့ဒေါ်ဆန်းစုကြည်ရဲ့ရှင်းနေဒေါ်မင်းမင်းစိုးကပြောပါရယ်ပြောင်စုတရားလွှတ်တော်ချုပ်ရဲ့မေလ9ရက်နေ့ရက်စွဲပါစာအမှတ်186မြင်းဆောင်2021အရာအခုဆွဲဆိုထားတဲ့အမှုအလုံးအတွက်ကိုနေပြည်တော်စပူတီတီမြို့နယ်ဇေယျသိတိရက်ကွက်ညာနန်းပုံသားလမ်းမှာရှိတဲ့တီးတန့်တရားမှာရုံထုတ်စစ်ဆေးတော့မှာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ရှင်းနေတရားခွင်တွင်မို့ဒေါ်ဆန်းစုကြည်ကသူရဲ့ရှင်းနေများနဲ့လူချင်းတွေ့ဆုံခွင့်ထပ်မံတောင်းဆိုခဲ့ပြီးတော့ရှင်းနေများကလည်းရုံးတော်သို့တင်ပြရာသက်ဆိုင်ရာရဲတပ်ဖွဲ့ကမှထို့သို့တွေ့ဆုံခွင့်ရရှိတဲ့အတွက်ကိုအမြန်ဆုံးဆရာပေးနေရလို့လည်းရုံးတော်ကိုဖြေကြားခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့သူရဲ့ရှင်းနေတို့သည်တရားခွင်နဲ့အွန်လိုင်းစနစ်နဲ့ပြုလုပ်နေတဲ့ဗီဒီယိုကွန်ဖရင့်တွင်မြင်တွေ့နေရသည်ကလွဲပြီးတော့ယနေ့ထိကိုလူချင်းတွေ့ဆုံခွင့်တော့မရသေးပါဘူး။လာမယ့်ရုံးချိန်မှာလူကိုယ်တိုင်ရုံးတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့တီးသက်တရားရုံးမှာရှိတဲ့တရားခွင်ထဲမှာလူချင်းတွေ့ရမှာဖြစ်တော့လေရှေ့နေနဲ့အမှုတွေတို့အမှုကိစ္စများတိုင်ပင်မှုအတွက်တီးသက်လူချင်းတွေ့ဆုံခွင့်ရရှိရန်ရှိမရှိကိုရှင်းလင်းစွာမသိရသေးကြောင်းသိရှိရပါတယ်။
နိုင်ငံရေးလာသုံးသက်သူတွေကမှဒေါ်အောင်ဆန်းစုကြည်အားရုံးထုတ်စစ်ဆေးမယ်ဆိုခြင်းမှာအာဆီယံဥက္ကဋ္ဌနဲ့အထွေထွေချုပ်တို့လက်ရောက်မယ်ဆိုတဲ့ခီးစဉ်ကြောင့်ဖြေလျှော့ပေးခြင်းနဲ့သက်ဆိုင်နိုင်ကြောင်းကိုလည်းသုံးသပ်ထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်စပူတီတီမြို့နယ်တရားရုံးတွင်သဘာဝဘေးရန်နှင့်စီမံခန့်ခွဲမှုဥပဒေ2မှုနဲ့ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8နဲ့1မှုဆက်သွယ်ရေးဥပဒေပုံမှန်69နဲ့1မှုနိုင်ငံတော်ကြီးညိုပျက်စေမှုပုံမှန်905ခနဲ့1မှုစုစုပေါင်း9မှုနဲ့ရှင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။ထို့အပြင်ရန်ကုန်ရှေ့ပိုင်းခရိုင်တရားရုံးမှလည်းနိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုံမှန်3နဲ့ဧပြီလအတွင်းမှာတရားစွဲဆိုခံထားရပါသေးတယ်။ရဲအမှုများအားလုံးအတွက်လာမယ့်ရုံးချိန်ကိုမေလ24ရက်နေ့မှာပြန်လည်ချိန်ဆထားပါတယ်။ဒေါ်ဆန်းစုကြည်အပြင်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ရဲ့အမှုများကိုလည်းရင်းတရားရုံးမှာရုံးထုတ်စစ်ဆေးမှာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ရှင်။ပရိသတ်တွေအတွက်နောက်ထပ်တင်ဆက်ပေးမှာကတော့ဖားကန့်တွင်စစ်မှုထမ်းဟောင်းကျန်းဖို့ပါတီဝင်စန်းကြွယ်ကြီးရွာအုပ်ချုပ်ရေးမှုကိုဓားဖြင့်ထိုးပြီးတနက်ဖြန်မှာပြတ်တက်သွားဆွဲတဲ့ရင်ကိုတင်ဆက်ပေးကြပါရရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်စစ်မှုထမ်းဟောင်းကျန်းဖို့ပါတီဝင်စန်းကြွယ်ကြီးရွာအုပ်ချုပ်ရေးမှုဦးမောင်မြင့်ကိုယနေ့ည9နာရီခန့်ကလူ3ဦးကဓားနဲ့ထိုးပြီးတနက်နဲ့ပါပြစ်တက်သွားကြောင်းဒေသခံတွေထံကသိရှိရပါတယ်ရှင်။လူ3ယောက်အိမ်ထဲကိုဝင်လာတဲ့ဓားနဲ့လည်းထိုးတဲ့တနက်နဲ့လည်းပြစ်တဲ့ပွဲချင်းပြီးဆုံးသွားပါတယ်။ဦးမောင်မြင့်ကအရင်ကတည်းကအုပ်ချုပ်ရေးမှုလုပ်နေရပါအရင်ကတည်းကသူ့ကိုလုံမဲ့ဆိုတာသတင်းထွက်နေပါတယ်။သူကတော့စစ်ထွက်ကျန်းဖို့ပါတီဝင်လို့လည်းဒေသခံကပြောကြားခဲ့တာဖြစ်ပါတယ်ရှင်။ပရိသတ်တွေအတွက်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တန့်စစ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား3ယောက်သေဆုံးဆွဲတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဒီကနေ့နေ့လယ်ပိုင်းတန့်ဆယ်မြို့နယ်တပိတ်ကောင်းဆောင်အိမ်ကိုစစ်တပ်ကဖျက်ဆီးခဲ့တဲ့အပေါ်လက်တုံ့ပြန်တဲ့အနေနဲ့မဟာမြိုင်တော်ရမေတော်ကြီးကွေ့မှာမိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအနည်းဆုံး3ယောက်သေပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တန့်ဆယ်တာဝန်ခံကပြောကြားခဲ့တာဖြစ်ပါတယ်။သူတို့ကတပိတ်ကောင်းဆောင်အိမ်ကိုဝင်ရှာတဲ့ဖျက်ဆီးသွားတဲ့ဒါကိုမခံနိုင်လို့သူတို့ပြန်လာကိုစောင့်ပြီးတိုက်ခဲ့တာဖြစ်တဲ့အခုည9နာရီဝန်းကျင်ကပါလို့ပြောပါတယ်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးခဲ့တာရှိပေမဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့အထီးအကိုက်မရှိခဲ့ဘူးလို့သိရပါတယ်ထိခိုက်ဒဏ်ရာရခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို905ကားနဲ့အမှုဖွင့်ထားတဲ့ CDM ဆရာဝန်တယောက်စီမှာစေကူကြဖို့ကိုလည်းစာမျက်နှာရလို့သိရပါတယ်ရှင်ပရိသတ်တွေအတွက်နောက်ထပ်တင်ဆက်ပေးမှာကတော့ဒေါပုံရံမျိုးနယ်ခွဲမှာ KIA နဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲထိတိုက်ဖြစ်ပေါ်စစ်ကောင်စီဘက်ကအင်အားတိုးချဲ့ထားဆွဲတဲ့ရင်ကိုတင်ဆက်ပေးကြပါရရှင်။ဗမော်ခရိုင်ဒေါပုံရံမျိုးနယ်ခွဲမှာမေလ10ရက်နေ့နေ့လယ်ပိုင်း2နာရီအချိန်လောက်ကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့လို့ဒေသခံတအုပ်ရဲ့ပြပြချက်ရသိရှိရပါတယ်။2နာရီလောက်ကစပစ်တာပါစစ်ကောင်စီဘက်ကစစ်ကား42စီးနဲ့စစ်အင်အားတိုးချဲ့နေရပါအလောဘန်ကိုထိုးစစ်ဆင်မှုနေမှာပါအဲ့ဒါကို KIA ဘက်ကတရင်ဆက်ကိုတွေတွေ့တော့အချင်းချင်းပြစ်ကြတယ်အရန်မကြပါဘူးမိနစ်30လောက်ပါပဲလို့ဒေါဖုံရံမျိုးနဲ့ဒေသခံတအုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်နှစ်ဖက်တက်အားဆန်တော့ဒေါဖုံရံမျိုးနဲ့နွယ်လန်းရွာကြားမှာပြစ်ခတ်တာဖြစ်ပြီးတော့ဒေါဖုံရံမျိုးနဲ့ပြည်သူအချို့ကဗမော်ဘက်ကိုတင်းရှောင်ခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်ဒေါပုံရံမြို့မှာစစ်ကောင်စီဘက်မှတရင်142ရှိပြီးတော့ဒီကနေ့ဆင်ရတိုးချဲ့ခဲ့တဲ့တပ်တွေကတော့တမ55 89နဲ့88တို့ဖြစ်ပြီးလက်ရှိမှာဒေါပုံရံမြို့အတွင်းမှာစစ်ကောင်စီဘက်မှအင်အားများပြားရှိကြောင်းကိုလည်းသိရှိရပါတယ်ရှင်ဒေါဖုံရံမျိုးနယ်မှာရက်ကွက်123ရှိပြီးတော့အင်ဂျီ900ကျော်နေထိုင်တဲ့မြို့ဖြစ်ပြီးဒေါဖုံရံအထက်ဘက်မှာကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့တမဟာ9လက်အောက်တရင်19တို့တရှိကြောင်းကိုလည်းသိရှိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ပရိသတ်တရားအတွက်ဒီကနေ့တင်ဆက်ပေးခဲ့ရတဲ့သတင်းချောင်းရာတွေကတော့ဒီလောက်ပါပဲနောက်ထပ်လည်းတင်ဆက်ပေးဖို့ရှိသေးကြောင်းမလို့ကျမတို့ရဲ့ channel လေးကို subscribe ပြုလုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးနားဆင်လို့ရပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေပရိသတ်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါရရှင်